မင်္ဂလာပါရှင်ညီမလေးနာမည်နဲ့ပေါ့နော် ATPC မှာတက်ရောက်ခဲ့တဲ့တန်းနာမည်လေးမိတ်ဆက်ပေးပါအောင်ရှင် ညီမနာမည်ကတော့ရှင်းတန့်ဖြူပါညီမတယောက်ခဲ့တဲ့ဒါကတော့ EDC graphic design ပဲရှင် ဒီ ATPC ကိုပေါ့နော်ဘယ်ကနေစတင်ပြီးတော့တက်ရောက်ဖြစ်တာလဲရှင် online မှာပေါ့နော်တည်ပြီးတော့ညီမလည်း graphic design တန်းလေးကိုအလုပ်ခွင်မှာပေါ့နော်ပို့ပြီးတော့တည်အောင်ဘယ်လိုမျိုး level လဲဆိုတာတည်အောင်လုပ်ခဲ့ရပါရှင် ဒီပါဒီ ATPC မှာတင်တဲ့တက်ခဲ့ရတဲ့အတွေ့အကြုံလေးပြပေးပါအောင်ရှင် ဟုတ်ကဲ့knowledge တွေအများကြီးသိခဲ့ရပါတယ်တခြားကိုမသိတဲ့အကြောင်းအရာတွေရောအများကြီးသိခဲ့ရပါရှင် ပြီးတော့ပေါ့နော်ဒီနေ့ဘယ်နေ့သမီးတက်ရောက်ရတဲ့ခန်းစားချက်လေးပြပေးပါအောင်ရှင် ပြောပါတယ်ရှင် ပြီးတော့ဒီ ATPC မှာဒီနောက်ထပ်တက်မယ်ပေါ့နော်ကျောင်းသားကျောင်းသူတွေရောဗာလေးပြောချင်ပါလဲရှင် ဟုတ်ကဲ့တကယ်ကိုမသိသေးတဲ့ knowledge တွေရောတခြားဘိုးတက်ရကြတဲ့အများကြီးရောသိခဲ့ရတဲ့အတွက်ပေါ့နော်တကယ်ကောင်းတဲ့အတန်းဖြစ်တဲ့လာရောက်သိစေချင်ပါတယ်ရှင် ဖြေချပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ရှင် ကျေးဇူးပါရှင် Begin your future with ATBC.